နေ့မှာတော့ကျွန်တော်သမင်းကြော်စားပြောင်းဖြစ်ပါတယ်โอเคစပြီးတော့စားလိုက်ကြမယ်နော်โอเคတလုံးစားကြည့်မယ်ပြီးပါပြီချင်းလေးနဲ့တလုံးစားကြည့်မယ်โอเคနောက်ဆုံးတစ်လုံးစားလို့လည်းကုန်သွားပြီဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်see you in the next video follow ခဲ့ဖို့လည်းမမေ့ပါနဲ့bye bye